အများကျိုးအတွက်ပရာဟိတအလုပ်တွေလုပ်ကိုင်နေပေမဲ့လူတွေရဲ့ဝေဖန်တိုက်ခိုက်တာကိုခံနေရတဲ့အနုပညာရှင်2ဦးပရိသတ်များအလုံးပဲမင်္ဂလာပါရှင်ပရာဟိတအလုပ်ဆိုတာလူတိုင်းမလုပ်နိုင်ပဲတာဝန်ကြီးတဲ့အလုပ်တစ်ခုဖြစ်တယ်လို့ကိုချင်းစာစိတ်နဲ့ဖြူစင်တဲ့စိတ်ထားရှိမှရေရှည်လုပ်ကိုင်လို့ရတဲ့အများအကျိုးပြုလုပ်ငန်းတစ်ခုဖြစ်ပါတယ်ပရာဟိတသမားအများစုကကိုယ့်အကျိုးထက်သူတစ်ပါးအကျိုးကိုသာလိုလားတတ်သူတွေဖြစ်တာကြောင့်ကိုကျိုးမငယ်ပဲငွေအားရောလူအားပါစိုက်ထုတ်ကူညီခဲ့ပေမဲ့သူတို့ရဲ့လုပ်ရက်ကိုအတိမတ်မပြုကြပဲမနာလိုသူတွေရဲ့ပေးထိုင်ပူပြောကြတာကိုခံနေရတဲ့ပရာဟိတသမားတွေကနာမည်ကြီးအနုပညာရှင်2ဦးရဲ့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1ဖြူဖြူထွေးစိတ်လီဘွားကတက်လာတဲ့ဖြူဖြူထွေးဟာသူအောင်မြင်လာတဲ့အချိန်ကနေစပြီးအကူအညီလိုအပ်နေသူအများအပြားကိုထောက်ပံ့ကူညီပေးခဲ့သလိုငလျင်ပေးမှလည်းပိုင်ဆိုင်စုဆောင်ထားသမျှပြုတ်ပြုံးတဲ့အထိစေတနာတရားထက်သန်ခဲ့သူတဦးလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းလူအများစုကတော့သူမရဲ့ကိုကျိုးစွန့်အနစ်နာခံမှုတွေထက်အတိတ်ကအရေးမဲကြီးတချို့ကိုသာဝေဖန်ပြောဆိုနေခဲ့ကြပြီးသူမရဲ့မြင့်မြတ်တဲ့ပရာဟိတစိတ်ထားကိုအယောင်ဆိုတာခံနေခဲ့ရတာပဲဖြစ်ပါတယ်။ဖြူဖြူထွေးကတော့အသက်အရွယ်နဲ့မလိုက်တည်ငြိမ်ရင့်ကျက်သူပြီးဝေဖန်မှုတွေကိုဟာတနောကထီထီမိမိတုံ့ပြန်ခဲ့ပြီးငလျင်ပေးရအတွက်အားစိုက်ကူညီခဲ့တာ9ချိန်မြောက်တာဖြစ်နေခဲ့တာဖြစ်ပါတယ်။နံပါတ်1ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကိုတီထောင်ပြီးစွန့်ပစ်ခံကလေးပေါင်းရာနဲ့ချီကိုပြုစုစောင့်ရှောက်ပေးနေတဲ့ပရာဟိတမိခင်ကြီးခိုင်နှင်းဝေကလည်းလူတွေရဲ့အပုတ်ချပြောဆိုခြင်းကိုခံနေခဲ့ရပါတယ်။သူမဟာရေဘေးမိဘေးကစလို့ငလျင်ဘေးထိလူအားရောငွေအားပါအများဆုံးစိုက်ထုတ်ပါဝင်ခဲ့ပြီးလူမှုအတွက်အကျိုးပြုခဲ့ပြီးမြဲစိတ်ဓာတ်အောက်တန်းကြပြီးဘယ်နေရာမှပေါင်မဝင်တဲ့လူတစုကအပြစ်မရှိအပြစ်ရှာပြီးထိုးနှက်ဝေဖန်တာကိုခံနေခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းငကိုယ်တည်းကမော်မြတ်တဲ့စိတ်ထားရှိပြီးပရာဟိတစိတ်ခံပြေဝထားတဲ့ခိုင်နှင်းဝေအနေနဲ့ကတော့ဝေဖန်မှုတွေကြောင့်သူမရဲ့ကူညီဆောင်ရွက်မှုတွေကိုနည်းနည်းလေးမှအထီးကိုက်မခံပဲပရာဟိတအလုပ်တွေကိုသာလုပ်ကိုင်ရင်ကြမ်းကြမ်းခံရင်ဆိုင်နေခဲ့ရပါတယ်။ပရာဟိတစိတ်ဓာတ်ပြေဝတဲ့ဖြူဖြူထွေးနဲ့ခိုင်နှင်းဝေလိုမိန်းမသားတွေဟာဒီနိုင်ငံမှာရွှေထက်အဖို့တန်ရှာပါပေမဲ့လူတွေကိုအလွယ်လေးဝေဖန်ပြီးအပြစ်တင်ဆဲဆိုတတ်သူတွေကတော့လောက်ကောင်ပမာများပြလွန်နေကြတာဖြစ်ပါတယ်။